ငလျင်ဘေးမှာအတက်တရောကူညီပါဝင်ခဲ့ကြတဲ့ဆယ်လီနဲ့အနုပညာရှင်များပြီးခဲ့တဲ့မတ်လကျွန်းမှာဖြစ်သွားခဲ့တဲ့မန္တလေးစကိုင်းငလျင်ကနှစ်ပေါင်း60အတွင်းအဆိုးဆုံးဖြစ်ခဲ့ပြီးထိခိုက်ပျက်စီးမှုတွေလည်းတော်တော်များခဲ့ပါတယ်။ငလျင်ကယ်ဆယ်ရေးအတွက်လည်းပြည်တွင်းရောပြည်ပကပါတက်နိုင်သမျှလုပ်ခဲ့ကြရပြီးဒီဗီဒီယိုမှာတော့ငလျင်ကူညီရေးမှာတက်ဆွမ်းသမျှအတက်တရောပါဝင်ခဲ့ကြသူအနုပညာရှင်တွေနဲ့ဆယ်လီတွေကိုဖော်ပြပေးကြပါတယ်။နံပါတ်1ခိုင်နဝေကငလင်ဖြစ်ချင်ပါတယ်3000မှတည်လူတန်းခဲ့ပြီးသူမရဲ့လူသိများမှုကြောင့်အချိန်တိုအတွင်းသိန်းပေါင်း1000နဲ့ချီအလူငွေရရှိခဲ့ပါတယ်။ခိုင်နဝေကကယ်ဆယ်ရေးထက်ပြန်လည်ထူထောင်ရေးမှာပတ်စံနေလူတန်းခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်အိမ်ပျက်စီးသွားသူတွေကိုတအိမ်တောင်ဘလောက်နှုံးဆိုပြီးတော့ပမာဏတစ်ခုသတ်မှတ်ပြီးတော့လူတန်းခဲ့တာဖြစ်ပါတယ်။ဒါပြင်ငလင်တန်းခံနေရတဲ့ဒေသတွေကိုအစားအသောက်တွေလည်းတွားရောက်လှူခဲ့ပါတယ်။ဒါပေမဲ့ခိုင်နဝေရဲ့လူတန်းမှုကငွေပုံပေးသလိုဖြစ်နေပြီးတချို့နေရာတွေမှာတကယ်ခံစားရသူတွေမရလိုက်တာမျိုးတွေရှိတယ်ဆိုပြီးတော့ဝေဖန်မှုတွေနဲ့လည်းကြုံခဲ့ရပါတယ်။နံပါတ်2ဖြူဖြူထွေးဟာလည်းသူမကိုယ်တိုင်နဲ့သူမရဲ့ပရိသတ်တွေလှူတဲ့ငွေတွေကိုစုပြီးငလင်ဖြစ်တဲ့ဒေသတွေကိုကိုယ်တိုင်သွားရောက်လှူဒန်းခဲ့ပါတယ်။သူမကငလင်တန်းခန်းစားနေရတဲ့ပရိသတ်တွေကိုအားပေးစကားလည်းပြောခဲ့သလိုသူမရဲ့ page ကနေတက်ဆန်လည်းအလှူရှင်တွေကိုပြန်လည်ဖော်ပြပေးခဲ့ပါတယ်။နံပါတ်3အတင်ကိုအွန်လိုင်းမှာပွဲရှာရဲဆိုပြီးနာမည်ကြီးတဲ့အတင်ကိုဟာလည်းမန္တလေးငလင်မှာအတက်တရောကူညီပေးခဲ့ပါတယ်။သူမကတခြားသူတွေလိုအစားတောင်းတဲ့ငွေကြေးလှူတာတွေထက်အဓိကကျတဲ့အပိုင်းကနေကူညီပေးခဲ့တာပါ။အတင်ကိုကငလင်ကြောင့်အဆောက်အုံပျက်စီးခဲ့သူတွေကိုအခမဲ့ကူညီပြီးတော့အိမ်ဖြိုပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူမကအလှူရှင်တွေရှာပြီးသူမကိုယ်တိုင်ဦးစီးကအိမ်ဖြိုသွားတဲ့သူတွေအတွက်ကိုလည်းပြန်လည်နေထိုင်နိုင်မဲ့အိမ်လေးတွေကိုပြန်လည်တည်ဆောက်ပေးနေပါသေးတယ်။